Welcome back to the Sale Insights channel. Shoe dots out ye now song opango yoshilo lababi. Begin a long ma Nike below young and gayale Japan company yet the sapamu ja. $1,000 a mansion and Nike brand or muipagayabo. When we count or le panuye mineral muja cash flow crisis dango. Dead than Kanzagaya vonuigo, nothing gaya bibi sora. Dini maro, the Russian sangayare at Jimazone, now so a kakeji jango, Jibjabi me. Tanguya kuna sakuna kune winjema, Nagiha, American ma yan young gown navy up. Piampa American panacomani houndy riga, manalo pilla jabare. Daja, Druha, Asuyane Bombi, Ubri, a hound the coup day, American selling price, ASP, so re, a cow consaya Ubrigo, Piale Donchaga, Nike go, Dola Nasanga, then Didi. အကောက်ခွန်နောက်ကျောင်းပြန်ပေးဆောင်မှုဖိအားပေးလာခဲ့ကြပါတယ်။အဲ့ဒီခေတ်ကဒေါ်လာ25သန်းဆိုတာ Nike ကုမ္ပဏီကြီးတစ်ခုလုံးကိုအမြင့်ပြတ်ဖြတ်စည်းပစ်နိုင်တဲ့ပမာဏပါ။ Phil Knight ဟာအစိုးရဌာနတွေတရားရုံးတွေနဲ့အပြင်းထန်တိုက်ပွဲဝင်ခဲ့ရပါတယ်။မီဒီယာတွေကိုအသုံးချတဲ့အစိုးရလူကြီးတွေကိုတွားတွေ့တယ်။နောက်ဆုံးအစိုးရကိုဒေါ်လာ9သန်းပဲပေးရမယ်အပေးယူမျိုးရောက်အောင်ညှဉ်းဆင်ပြီးတော့ညှိနှိုင်းဖြေရှင်းနိုင်ခဲ့ပါတယ်။ဒီလိုအချက်သေးတွေကြားပဲ Phil Knight ဟာလုပ်ငန်းကိုရက်မပစ်ဖဲရှေ့ဆက်ဖို့စိတ်ပိုင်းဖြတ်ထားပုံကိုစာအုပ်ထဲမှာအခုလိုရေးသားခဲ့ပါတယ်။ Broke or not broke, I became more convinced than ever that the only way to survive was to grow. ပတ်စံပြတ်တီဖြစ်စေမပြတ်တီဖြစ်စေဘဝမှာဆက်လက်ရှင်သန်နိုင်မဲ့တစ်ခုတည်းတော့နီလာကတော့လုပ်ငန်းကိုပုံမကြီးထွားအောင်လုပ်ဖို့ပဲဆိုတာကျွန်တော်အရင်ကထပ်ပို့ပြီးတော့ခိုင်ခိုင်မာမာယုံကြည်သွားခဲ့ပါတယ်တဲ့။ဒီအကောက်ခွန်စစ်ပွဲကြီးပြီးသွားတဲ့နောက်မှာတော့ Phil Knight ကကုမ္ပဏီကိုအများပိုင်ကုမ္ပဏီအဖြစ်ပြောင်းလဲပြီး share ဈေးကွက် IPO တင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။1988ခုနှစ်မှာကုမ္ပဏီဟောင်း Blue Ribbon ကိုဖျက်သိမ်းပြီးကုမ္ပဏီနာမည်ကို Nike Inc ဆိုရဲလို့တရားဝင်ပြောင်းလဲခဲ့ပါတယ်။အဲ့ဒီနှစ်မှာတင် NASA ရဲ့ engineer ဟောင်း Frank Ruby ယူဆောင်လာတဲ့လေဖိအားသုံးနည်းပညာကိုအခြေခံပြီးAir Technology စနစ်ကိုစတင်စမ်းသပ်တီထွင်ခဲ့ပြီး Nike Tailwind ဖနက်ကိုမွေးဖွားပေးခဲ့ပါတယ်။1989မှာဒေါ်လာ25သန်းအကောက်ခွန်ပြဿနာကိုအပိတက်ဖြေရှင်းဖို့ Phil Knight တယောက် Washington DC အထိကိုယ်တိုင်သွားပြီးအစိုးရလူကြီးတွေနဲ့အကျိတ်အနယ်တိုက်ပွဲဝင်ခဲ့ပါတယ်။သူဟာအစိုးရရဲ့မတရားတဲ့ဖိအားပေးမှုကိုအရှုံးမပေးဘဲ Nike ဝန်ထမ်းတွေရဲ့အနာဂတ်အတွက်ရိုးသားစွာရင်ဆိုင်ခဲ့တာပါ။နောက်ဆုံးမှာအစိုးရဘက်ကရှော့ပေးလိုက်ရပြီးဒေါ်လာ9သန်းနဲ့အမှုပြေလဲအောင်ညှိနှိုင်းနိုင်ခဲ့လို့ Nike ဟာဒေဝါလီခံရမဲ့ဘေးကနေတီလေးလွတ်မြောက်ခဲ့ပါတယ်။သူတို့ရဲ့စံသစ်တီထွင်မှုနဲ့ခီးလန်းဟာအမားရီဂျာကနေသင်ခန်းစာယူရင်းအောင်မြင်လာတာဖြစ်ကြောင်းအခုလိုအမတ်ရစရာအဖြစ်ရေးသားထားပါသေးတယ်။ The man who moves a mountain begins by carrying away small stones. တောင်တထောင်လုံးကိုရွှေ့ပစ်မဲ့သူဟာအစပိုင်းမှာတော့ကြောက်ခဲလေးတွေကိုတလုံးချင်းစီစတင်တည်ယူရတာပါပဲတဲ့1980ခုနှစ်ရောက်တော့ဘဏ်တွေရဲ့ချုပ်ချယ်မှုနဲ့ငွေကြေးလက်ပတ်မှုပြဿနာတွေကိုအမြင့်ပြတ်ဖြေရှင်းဖို့ကုမ္ပဏီကိုအများပိုင်အဖြစ် share ဈေးကွက် IPO တင်ခဲ့ပါတယ်။ဒီဇင်ဘာလ2ရက်နေ့မှာတရားဝင် IPO တင်ခဲ့တာဖြစ်ပြီး share တွေတဟုန်ထိုးရောင်းရတာ Phil Knight တယောက်ဟာတညတည်းနဲ့ဒေါ်လာတန်180နီးပါးချမ်းသာတဲ့ဘီလီယံနာဖြစ်သွားခဲ့ပါတယ်။ဒီအဖြစ်ပြက်ဟာ Nike Empire ကြီးကဘာကိုစိုးမိုးဖို့လမ်းပွင့်သွားခဲ့တဲ့သမိုင်းဝင်အခန်းလည်းဖြစ်ပါတယ်။သူ့ရဲ့ကားကိုယ်တော်ကနေဒေါ်လာ50အရင်နီးဟာကမ္ဘာအကြီးဆုံးအားကစား empire ကြီးတစ်ခုဖြစ်သွားခဲ့ပါပြီ။စာအုပ်ရဲ့အဆုံးသတ်မှာ Phil Knight ကအခုခေတ်လူငယ်တွေကိုအဖိုးတန်တဲ့ message တစ်ခုပေးခဲ့ပါတယ်။မင်းတို့ရဲ့အိမ်မက်နောက်ကိုလိုက်ပါလမ်းမှာဘလောက်ပဲလဲကြပါစေမရက်တက်လိုက်ပါနဲ့လဲကြရင်ပြန်ထပါဆိုတာပါပဲ။သူ့ရဲ့တတတာရုန်းကန်မှုတွေအောင်မြင်သွားတဲ့အချိန်မှာရရှိလာတဲ့ခံစားချက်ကိုစာအုပ်ထဲမှာခုလိုကြပြဆန်ဆန်ထိထိမိမိလေးရေးသားထားပါသေးတယ်It seems wrong to call it business. Most day, I just wanted to call it life. ဒီခီးစဉ်ကြီးကိုစီးပွားရေးလုပ်ငန်းလို့ခေါ်လိုက်ရင်တခုခုမားနေတယ်လို့ပါပဲ။အမှန်တော့ကျွန်တော်ဘဝရဲ့နေ့ရက်တော်တော်များများမှာအဲ့ဒါကိုဘဝလို့ပဲကြပြဆန်ဆန်ခေါ်ဆိုခြင်းခဲ့တာပါ။ဘဝရဲ့လမ်းခီးမှာဘလောက်ပဲအခက်ခဲတွေရှိပါစေကိုသွားမဲ့လမ်းကိုယုံကြည်ချက်ရှိရှိဆက်သွားဖို့ကိုလည်းစာအုပ်ထဲမှာခုလိုအားရှိစရာရေးသားထားပါသေးတယ်Seek a calling because a calling flags the days, stokes the nights, and makes the salary irrelevant. မင်းတို့ရဲ့ရင်ထဲကလာတဲ့တွေးတဲ့သားတွေကနေတောင်းဆိုချက် calling ကိုရှောက်ဖွေကြပါ
ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီလိုယူသွမှုမျိုးဟာမင်းတို့ရဲ့နေ့ရက်တွေကိုတောက်ပစေပြီးညနေတဲ့အထိအလုပ်လုပ်နိုင်အောင်တွန်းအားပေးနိုင်တယ်လို့လစာပမာဏဘလောက်လဲဆိုတာကိုပါစိတ်ထဲမရှိတော့အောင်လုပ်ပေးနိုင်လို့ပဲဖြစ်ပါတယ်ခန်းတိုင်းကိုတတိထားကြည့်ရင် Phil Knight ဟာတစ်နှစ်ကိုအခက်ခဲတစ်မျိုးမယူရအောင်ရင်ဆိုင်ခဲ့ရတာပါကျမတို့လက်တွေ့ဘဝမှာလည်းဒီလမှာဒီပြဿနာရှင်းလိုက်လို့နောက်လာကြအေးဆေးသွားမယ်ရဲ့လို့မရှိပါဘူးဘဝဆိုတာပြဿနာအသစ်တွေကိုစင်ဆက်မပြတ်ဖြေရှင်းသွားရတဲ့အပြေးပြိုင်ပွဲတစ်ခုပဲဆိုတာဒီအခန်းတွေကပဲတက်တည်ပြနေတာပါ Phil Knight ဘီလီယံနာကြီးဖြစ်သွားပြီးတဲ့နောက်အသက်80ကျော်အရွယ်မှာဒီစာအုပ်ကိုစတင်ရေးသားခဲ့တာပါသူဒီစာအုပ်ကိုရေးရတဲ့အဓိကအကြောင်းရင်း၃ချက်ရှိပါတယ်ပထမချက်က The Raw Truth လူတွေက Nike ရဲ့အောင်မြင်မှုကိုပဲမြင်ပြီး Phil Knight ကိုကံကောင်းလို့ဖြစ်လာတာလို့ထင်ကြပါတယ်ဒါကြောင့်သူကငါဘဝဟာမင်းတို့ထင်တယ်လို့ချောမွေ့မနေခဲ့ဘူးနေ့တိုင်းဒေဝါလီခံရမယ့်ဘေးကိုရုန်းကန်ခဲ့ရတာဆိုတော့သွေးချွေမျက်ရည်အစစ်မှန်တွေကိုနောင်လာနောက်သားလူငယ်တွေသိစေချင်လို့ရေးခဲ့တာပါဒုတိယအချက်ကတော့ to convert the dreamers ဘဝလမ်းပြောင်းနေတဲ့စိတ်ကူးရင်နေတဲ့လူငယ်တွေကိုသူက message ပေးချင်တာပါမင်းတို့မှာ crazy idea မယူရဲဆန်တဲ့စိတ်ကိုတစ်ခုခုရှိရင်စွလုပ်ကြည့်ပါလမ်းမှာလဲကြတာကြောက်ရွံ့တာတွေဟာဘဝရဲ့အစိတ်ပိုင်းပဲဆိုတာကိုသူ့ဘဝနဲ့တက်တည်ပြပြီးတော့နှစ်သိမ့်ပေးခြင်းလို့ပဲဖြစ်ပါတယ်တတိယတစ်ချက်အနေနဲ့ attribute to the bad phases Nike ဟာသူတယောက်ထဲကြောင့်အောင်မြင်ခဲ့တာမဟုတ်ဘဲဘန်ကအကောင့်ပိတ်ချိန်မှာအတူတူငိုခဲ့ကြတဲ့ဝေဖာစက်နဲ့ဖနက်အောက်ခံတီထွင်ခဲ့တဲ့သူ့ရဲ့ YouTube တဲ့ပါတနာတွေဝန်ထမ်းဟောင်းတွေကိုတမိုက်မတန်အဖြစ်ကဘာကသိအောင်ဂုဏ်ပြုခြင်းလို့ရေးသားခဲ့တာပဲဖြစ်ပါတယ်သူရဲ့စ조사မှုတွေရုန်းကန်မှုတွေဟာအလဟတ်တမဖြစ်ခဲ့ဘူးဆိုတာကိုစာအုပ်ထဲမှာအခုလိုအဓိပ္ပာယ်ပြေဝစွာနဲ့ဖော်ပြခဲ့ပါသေးတယ် Hard work is critical. A good team is essential. Brains and luck are invaluable. But things happen anyway. အလုပ်စ조사မှုကကဏ္ဍတိုင်းမှာအရေးကြီးတယ်လို့အသင်းဖွဲ့ကောင်းတစ်ခုရှိဖို့ကလည်းမရှိမဖြစ်လိုအပ်ပါတယ်ထက်မြက်တဲ့အုံနောက်နဲ့ကံတရားတွေကတော့အဖို့မဖြတ်နိုင်အောင်အသုံးဝင်ပေမဲ့ဘဝမှာဖြစ်ပျက်လာမဲ့အခက်အခဲတွေကတော့ဘလို့ပဲဖြစ်ဖြစ်ကြုံတွေ့လာအောင်ပါပဲတဲ့ရှူတော့ထွက်လာတဲ့အခါမှာကဘာတဝမ်းကစာဖက်ပရိသတ်တွေစီးပွားရေးလောကကလူငယ်တွေကြားထဲမှာရေပန်းစားရပြီးတော့အမြင်အမျိုးမျိုးနဲ့လည်းရှုမြင်ကြပါတယ်ကမ္ဘာချမ်းသာဆုံးပုဂ္ဂိုလ်ကြီးတွေဖြစ်တဲ့ Bill Gates နဲ့ Warren Buffett တို့ကိုယ်တိုင်ကဒီစာအုပ်ကိုသူတို့ဖတ်ဖူးသမျှအကောင်းဆုံးစီးပွားရေးအထုပ်ပတ်တိစာအုပ်ရဲ့လို့ညွှန်းဆိုခဲ့ကြပါတယ်။ကျောင်းရင်းကတော့တခြားစာအုပ်တွေလိုအောင်မြင်အောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့လမ်းညွှန်ချက် how to တွေကိုပေးမနေပဲအောင်မြင်မှုနောက်ွယ်ကစိတ်ဓာတ်ပိုင်းဆိုင်ရာအခြေအနေ psychological journey ကိုကွက်ကွက်ကွင်းကွင်းဖော်ပြထားလို့ဖြစ်ပါတယ်။အပြင်လောကကလုပ်ငန်းရှင်တွေနဲ့လူငယ်တွေကဒီစာအုပ်ကို textbook စာအုပ်တအုပ်လို့မမြင်မဲနဲ့ရိုးသားတဲ့ဝန်ခံချက်စာအုပ်တအုပ်လို့မြင်ကြပါတယ်။ Phil Knight ဟာစာအုပ်ထဲမှာသူ့ရဲ့အမားတွေသူ့ရဲ့ကြောက်ရွံ့မှုတွေဂျပန်ကုမ္ပဏီပေါ်သူကိုယ်တိုင်ပြန်လည်စားခဲ့ရတဲ့လုပ်ငန်းခွင်ကမာယာတွေကိုပါဖုံးကွယ်ထားခြင်းမရှိဘဲနဲ့အရှိကိုအရှိတိုင်းရေးပြထားလို့စာဖတ်သူတွေကပို့ပြီးတော့ကိုချင်းစာပို့ပြီးတော့မှယုံကြည်ကြပါတယ်လက်ရှိပြင်ပလောကက startup စတင်နေတဲ့လူငယ်တွေအသေးစားလုပ်ငန်းရှင်တွေအတွက်တော့ဒါဟာအားစေးတစ်ခွက်ပါငါတို့ခုရင်ဆိုင်နေရတဲ့ငွေကြေးပြတ်တောက်မှုအကောက်ခွန်ပြဿနာလူယုံသစ္စာဖောက်တာတွေဟာကမ္ဘာအကြီးဆုံး Nike တီထောင်တူတောင်ခံစားခဲ့ရတာပဲဆိုပြီးတော့မှရင်ဘတ်ချင်းတူခံစားရစေကရှေ့ဆက်ဖို့ခွန်အားတွေဖြစ်စေတဲ့စာအုပ်ဖြစ်ရှုမြင်ကြပါတယ်တဲ့Phil Knight က shoe dot ဆိုတဲ့စကားလုံးကိုဂုဏ်ယူစွာသုံးနှုန်းခဲ့တယ်လို့ပဲလက်တွေ့ဘဝမှာလည်းကိုလုံနေတဲ့အလုပ်အပေါ်မှာယူယူမှုမှုနဲ့အသက်ဝိညာဉ်ပုံအော်ပြီးလောက်ကင်တဲ့စိတ်ဓာတ်ရှိဖို့လိုအပ်ကြောင်းသင်ခန်းစာယူတင်ပါတယ်ကိုအလုပ်ပေါ်ကိုဘလောက်ယူသွတ်လဲဆိုတာကပဲကိုအောင်မြင်သူတယောက်ဖြစ်စေမှာပါ Phil Knight ဟာစာအုပ်ရဲ့အဆုံးသတ်လေးမှာစီးပွားရေးလောက်ကင်သူတွေဒါမကပဲလူငယ်တွေအားလုံးအတွက်တေချာပေါက်မှတ်သားထားတဲ့နှုတ်ဆက်စကားလက်ဆောင်လေးတစ်ခုကိုအခုလိုပေးထားပါတယ်God, how I wish I could do it all over again. It's not just business, it's life. ဖျားခင်ကျွန်တော်ဒီခီးလန်းကိုအစကနေပြန်စားခွင့်ရမယ်ဆိုရင်ဘလောက်တောင်ကောင်းနိုင်မလဲဒါဟာစီးပွားရေးတက်တက်တင်မဟုတ်ပါဘူးဒါဟာအသက်ရှင်ဖြတ်တန်းရတဲ့ဘဝတစ်ခုလုံးဖြစ်နေလို့ပါပဲတဲ့ကဲအခုဆိုရင်တော့ shoe dot နဲ့အတူ Phil Knight ရဲ့ဘဝစစ်ကြောင်းကြီးတစ်ခုလုံးကိုလိုက်ပါစီးမျောခန်းစားခဲ့ပြီးဖြစ်ပါတယ်Phil Knight ရဲ့ဇွဲလုံးလာနဲ့လက်တွေ့ကြတဲ့စီးပွားရေးသင်ခန်းစာတွေကိုအသုံးချပြီးတော့တကယ်ကျွန်တော်ရဲ့အိမ်မက်တွေပန်းနိုင်တွေစီကိုဘလို့အခက်ခဲပဲရှိမလျှော့တော့ဇွဲနဲ့ဆက်လက်ချီတက်နိုင်ကြပါစေလို့ဆုမွန်ကောင်းပြုလိုက်ရပါတယ်ရှင်။
နောက်ထပ်တမိုးရှိတဲ့စာအုပ်ကောင်းလေးတွေရဲ့ insights review လေးတွေကိုဆက်လက်နားထောင်ခြင်းနဲ့ဆိုရင်တော့ဒီ Sell Insights Channel လေးကို like and subscribe လေးလုပ်ခဲ့ဖို့မမေ့ပါနဲ့နော်ပြန်လည်တွေ့ဆုံကြပါမယ်ရှင် See you soon bye bye